ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် Flying Village Part 2ကိုစတင်ပြောပြမှာဖြစ်ပါတယ်ဒီနေ့က Flying Village Part 2ပေါ့နော်ဘာတွေလောက်ထားလဲဆိုတာကိုပြပါမယ်ဟဲ့အပေါက်ကြီးရောဒါပေါ့ကျွန်တော်ညီလေးပေါ့ညီကြီးအဖို့ဒါယုံသားယုံသေးပါကြီးအိုးရွာသားတွေအကြောင်းနေမွေးထားပဲဟာကျောင်းနေဝေးလာဒီမှာဟိုကခရီးပါရှိတယ်ကျောင်းများမွေးဒီအလားကိုဖမ်းထားတယ်ခရီးပါတော့ဒါကဘာဆိုင်လဲဒါကျွန်တော်ညီလေးလုပ်ထားကျွန်တော်လုပ်ထားမှာမို့ cooked meat ဒါပါသားရင်ဒါအမဲသားဒါစိတ်သားဒါယုံသားဒါကြောင့် snacks ဟုတ်တယ်ဒါဘာကြီးလဲမသိဘူးဒါ cake ဒါကြောင့် cookie ဒါပါလေ curry ဟင်းနေဒါပါဟင်းလည်းမသိဘူးစွပ်ပြုတ်တွေဟင်းနေမိအသားစိမ်း၅စိမ်းနေဒါအသားစိမ်း၅စိမ်းနေဒါဘာလဲလောက်ထားလည်းမသိဘူးမြက်ခင်းနေ for $1,000 minus $500 not $1,000 50% off အားဒါ90ရာခိုင်နှုန်းလျှော့ရတာဒီမှာပတ်စံထည့်ရမှာဒါရွာသားအိမ်ပေါ့နော်ကျွန်တော်လုပ်ထားတာအနေရရှိတဲ့အတွက်ဒါလေးတွေဖြည့်ဆည်းဝင်ပြပါမကတိကတိအားရရွာသားပေးဝင်လိုက်လေကြိုက်လားမင်းရဲ့အိမ်သေးကြိုက်လားဒါကကျွန်တော်တို့ရဲ့ဆေးကန်းပေါ့နော် Flying Village ရဲ့အထူးကူဆေးကန်းဒါဆေးကန်းမို့ဆေးရုံဆေးကန်းပေါင်းနေတာဒါကကျွန်တော်လူနာနေမဲ့အခန်းဒါလူနာနေရမဲ့အခန်းဒီမှာ camp ဒါတွေကကျွန်တော်အေးအောင်လုပ်ရပါတော့ဒီမှာဘယ်လိုနေမလဲဆိုတော့ဒီမှာလာရောက်တဲ့မိသားစုတွေကိုဒီမှာထားပြီးမှာပဲသူတို့နဲ့အတူပါလာတဲ့မိသားစုတွေဒီမှာနေရမှာဒါကြတော့ဆေးဆက်တဲ့ဟာတွေပေါ့ဒါဆေးမရောကြည့်စရာဝင်နေထားသေးတယ်နောက်ပြီးကြတော့ဒါဒီမှာဆေးဝါနှခမ်းရှိကဒါရုံးလုံးနဲ့တရုံးဘာဖဲလဲဒါ CCTV ဒါဒီနာတော့ဘူးဒါကြတော့ campfire တွေနှစ်ခုတောင်မှဘာလဲမသိလို့ခါပဲဒါ round ဟဲ့နှမမဘာမှမလုပ်ထားဘူးလားရှောက်လိုက်တာအားကြတော့ဆေးကန်ပေါ့မပြောကြအောင်လို့နေရလေးကားတယ်ဒီမှာပတ်ဝင်တော့မတင်ရမလောက်ရသေးတဲ့ဟာတွေမနှင်းရလို့ရတာပေါ့နော်ဒါဆိုင်ခင်းလေးတွေဒါဆိုင်ခင်းစိမ့်စုံဒါကြတော့အေးအောင်လုပ်ခါတာကြောင်လေးပြကြတော့ဒါကြတော့ဟိုပါလေဟင်းရှိရတဲ့ဟိုလေသွားဖို့ဗျာတခြားနေရတယ်ဒီဘတ်တရီစီရဒီမှာဒီရတဲ့ကောင်တေးဝါးကြီးလားဒါကောင်လွတ်နေရဒါကောင်ပြောင်းနေနော်မလေးလက်လာမတလေးပါဒီထက်မိကြအောင်လာဝမ်းချင်းရောဘာဖြစ်လဲလာဝမ်းချင်းရောခင်ဗျာခဏလေးမလိုက်ပြရင်လေ viewer တွေလိုက်ပြရင်လေဒါကြတော့ဗျာအောက်ကကျတော့ရွာရဲ့
ရွာချမ်းသာတွေအေးချမ်းတယ်ဆိုတဲ့ဟာကိုရည်ညွှန်းတဲ့ရွှေတုံးတွေခင်းထားတာပါဒါရွာချမ်းသာတယ်အေးချမ်းတယ်ဆိုတဲ့အရာကိုဖော်ပြထားတာပေါ့နော်ဒီရွှေတုံးတွေကဒါရောဈေးဒါပြပွိုင်းနော်ဒါကြောင့်လှစ်ကတဲ့အမှန်တကယ်ဓာကြီးကိုဖြတ်ကမှာဓာကြီးကမဖြတ်သေးဘူးဒါတိုင်းအပေါ်တက်မှာဆိုလို့ပြုတ်ကြမှာဆိုလို့မခင်းနေဟဲ့အစိမ်းရောင်ကြီးစပင်းရအစိမ်းငါကျွန်တော်စပြန်တယ်လို့ Creeper Max ကြီးတရားရုံးလုံးမယ်ပေါ့နော်တရားရုံးဖို့အတွက်ဘာလို့ကမလဲမသိဘူးဒီနေ့မှတရားရုံးလေးလုပ်လိုက်မယ်တရားစီရင်ဒီမှာပဲစီရင်ရမှာโอเคတရားမားလေလားမဟုတ်ပါဘူးဒါရတဲ့နေရာဟုတ်ပြီဒီနေရာလေးကိုဖြစ်မယ်ပေါ့နော်ရပြီဒီဘက်နားလေးထပ်ခင်မယ်အဲ့ထပ်ခင်းပြီပါကြီးဒီမှာထပ်ခင်းမယ်အေးရပြီนี่นี่ละพงฮะนี่นี่พงဟုတ်တယ်นี่นี่ဖုန်းလာတော့မကောင်းချက်ပဲတရားရုံးဒီကျဲလေးဖြစ်ပြီပေါ့နော်ဘာနဲ့ဖြစ်ရင်ကောင်းလဲမသိဘူးကျွေးပါတပြောလို့ခွင့်ဖြစ်မယ်ဗျာအဲ့ကျေပဲအရန်ကောင်းတယ်ဟုတ်တာ update တင်မှာပါလာတဲ့ဟာအေးရှာနေရခုဒီမျိုးအဲ့ဘလော့လေโอเคကျွန်တော်ဒီအောက်က concrete ခေပြီးဒါထက်ခင်းရမယ်လို့ကျွန်တော်စဉ်းစားလိုက်ပါတယ်ကဲပြီးတော့ပြသွားပါပြီကျမ်းမင်တော့ပြသွားပါပြီနေရလုံးရုံပါပဲဒါကကျွန်တော်ဒီဇိုင်းဆိုင်ရဲ့ပုံလေးပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ဗျာတိုက်ခန်းလေးလေးမျိုးဆောက်လိုက်တယ်ဒီမှာကျတော့မှန်လေးတွေဒီကတော့ရေကူးကန်ပေါ့ဒါအေးစိတ်နေတဲ့နေရာရောရေကူးတာမဟုတ်ဘူးဗျာရေပူလေးကူးပါတိမ်တော့မြင်ရတယ်ဗါလေဒါရေကူးတဲ့နေရာရေကူးလို့ရဘာပင်နေစိုက်ထားလဲဆိုတော့ဒါခရမ်းကြီးဒီပင်နေလားမသိဘူးလားဖယုံဒီပင်နေဖယဲဒီဖယုံဒီကိုအဓိကစိုက်ကြတာကျွန်တော်တို့ကနားမနော်အဲ့လေဒီအပေါ်ကနေပြီးတော့လဲသွားလို့ရအောင်လို့လိမ့်ကြရဲ့ကျအခုမှလည်းလှပါတယ်မဒီကနေတက်လို့ရပါတယ်ဒါပေမဲ့အရှုပ်ဆုံးကနှင်းနေပါအရှုပ်ဆုံးကနှင်းနေဖြစ်ပါတယ်နောက်ကြတော့ဒါကျတော့မှပြောတောင်လေးတွေတို့ဈေးလေးတွေဖွင့်လာရဒါကျွန်တော်စီစဉ်ကိုပြောပြမယ်အပေါ်ကကျွန်တော်စီစဉ်ကိုပြောပြမယ်ဒါလေးကိုတရားရောင်းလုပ်မယ်ဘေးနားမှာထိုင်ခုံလေးတွေနဲ့အပြစ်ရှိတဲ့သူကိုနေရာပေးမယ်ဒါပြောတရားသူကြီးဒီမှာတရားသူကြီးခောက်တဲ့သူကိုဒီရလုပ်ပြမယ်ဒါဒါလေးဟာလေဘုံနောက်ပြီးကြတော့ဒီနေရာလေးကိုရဲစခန်းနဲ့အပြစ်ပေးတဲ့ရဲစခန်းနဲ့တည်တယ်ပေးတဲ့ဟာနဲ့ထောင်နဲ့လုပ်မယ်ဒီနေရာကိုကျတော့နောက်ပြီးကြအပေါ်တက်ထပ်လုပ်မယ်အပေါ်တက်ထပ်လုပ်လိုက်အပေါ်တက်ကိုကျတော့ဟိုဟာလုပ်မယ်ဒါပေမဲ့ကျွန်တော်တို့အထက်တွေအများကြီးလုပ်လေဒီတိုင်ကြီးကိုကျွန်တော်တို့ညှင့်နေပဲမိုးချိုးပြစ်တိုင်ကြီးကိုဒါမျိုးချိုးမိုးချိုးလွှဲတိုင်မိုးချိုးပြစ်တိုင်အောင်ပြစ်ဒါရွှေတော့ထဲလေဒီရတရေစပွန်လာနေကြလား
Spider-Man 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 ဒါရတကားကြီးပေါ့နော်ကျွန်တော်စီစဉ်လိုက်တဲ့တရားရုံးရဲ့တကားလေးအခုကျွန်တော်ညီလေးကစကင်မဲချိန်နေတယ်ဘာမှလည်းဝိုင်းမလို့အေးအနေနေပြကြည့်လို့ကောင်းတယ်အေးအိုင်ဟေးအိုင်ကလည်းဘာဖြစ်သွားတော့ကြည့်ပါဦးအိုင်ကလည်းEmery ကောက်ယူပလိုက်တယ်အာယွန် repair လုပ်လိုက်ပြီနောက်တဲ့အာယွန်ကိုလည်းဘာလုပ်နေသလဲအေးဂျပန်ကျွန်တော်တို့ဟိုဖြစ်သွားပြီဟိုမိုးသေးလာပြီမိုးသေးလာပြီခင်းရဲကြမိုးလဲရွာဘာကြောင့်တကားလေးမှာနှင်းနေဖြတ်ကြည့်လို့ကောင်းလိုက်တာခဏလေးကျွန်တော်လုံးဆရာလေးတခုရှိလို့name tag ကိုလေ JEB Jeff လို့ပြောပြီးဟိုလုံးလဲလို့ရှင်ပြောင်းမယ်လို့တယ်ဆိုလားပဲရှောက်လို့ကြည့်ဒါလေ JEB ဒါဆိုတော့အဖိုးတန်အပိုးအတန်ဆုံးဟိုဟာသူကဘာမှဖြစ်ဘူးဂျက်ကrepair အိုင်ယုံကိုလည်းလောက်ကခက်တယ်ဟာရှော့ပါရလောကတိုင်းခက်လို့မရှောနဲ့ဟေးလာမစားနဲ့နော်အေးမရပြီအေးနင်းဟွာတော့တော်တော့ဒါမိုးချိုးလွှဲတာဟုတ်တယ်ငယ်တော့မိုးချိုးလွှဲတိုင်းဆိုခေါ်ပါမိုးချိုးလွှဲတိုင်းပဲတည်ရတနာပါတယ်ဒီနေ့ဗီဒီယိုလေးရတာတော့ပါပဲအားလုံးကြည့်ချူပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တတား